တော့ဓမ္မစတင်ပြီးဆိုခဲ့တဲ့သူတော်တိသက်ရှင်အနိုင်ဖြစ်ပါလေချစ်ဆိုတာပူလောင်တဲ့ဒီတော့ရဲ့တစ်ခုဘယ်သူမတွေ့မိမိမှုစဉ်းစားကြည့်ပါခုရစ်တာကအင်းများရဲ့ဆန်းကြောင်းရဲ့တစ်ခုအားရတဲ့ဆက်ရှိတဲ့ဘူရင်ဘူဝဲတွေစုအချစ်ဆိုတာပူလောင်တဲ့ဒီတော့ရဲ့တစ်ခုဘယ်သူမတွေ့မိမိမှုစဉ်းစားကြည့်ပါခုရစ်တာကအင်းများရဲ့ဆန်းကြောင်းရဲ့တစ်ခုအားရတဲ့ဆက်ရှိတဲ့ဘူရင်ဘူဝဲတွေစုတန်ရောခြင်းဆိုတာကရောဒုက္ခရဲ့ပြပြခံရဒီတော့တစ်ခုအမှုဆိုတာနှလုံးသားရဲ့စက်တင်တစ်ခုအပြုံးဆိုတာရှုံးသမားတွေအော်နှစ်သိမ့်စုနှလုံးသားလူလူအမုန်းတရားကစုအဖြစ်စစ်ပွေရှာရှင်မမောလူတော့ကရဲ့ချေရာတော့ကရဲ့ဝိဒနာမကြီးရပွေရှာတဲ့တဏှာနဲ့ဤဆုံးကြိုင်ကြီးအကြောင်းစုနောက်ဒီတစ်ခုတော့ကတွေလဲရင်ဝဲဖြစ်လူလူကုမရတဲ့ဝိဒနာကတစ်ခုတူမရတဲ့မြတ်ရွတ်နုထောင်လာရတိုးလေးတစ်ခုသာနာမဲ့ချောင်းစင်တူတန်ရောစဉ်ဆိုတာကရောဒုက္ခရဲ့မြပြခံရဒီတောင်းတစ်ခုလူရည်လို့ဖြစ်တာဒီဆိုရင်ချစ်တတ်တဲ့နှလုံးသားလေးကိုစီကိုကပါလာကြသပြဲပါ1500ချက်ချင်းမြတ်တာတဲ့အေးများတဲ့928တဲ့မြတ်တာဟာပို့ပြီးတော့စိတ်ချမ်းမြေကြကောင်းလာပါတယ်တန်ရောစဉ်ဆိုတာကလည်းတကယ်တမ်းကျတော့ဒုက္ခရဲ့မြပြခံရရေးတောင်းမြတ်တစ်ခုလို့ရေးသားတင်ဆက်ခဲ့တဲ့ကျွန်တော်ရဲ့ပထမဆုံးအော်ဒီရှင်တစ်ပုဒ်ဖြစ်ပါတယ်ခင်ဗျာချစ်ဆိုတာပူလောင်နေနဲ့ချစ်မြဲချစ်ချင်နဲ့ချစ်မြဲတာပူလောင်နေတဲ့ခန္ဓာလိုက်ချင်နေအားရနဲ့ဆွရှိတဲ့ဘူတဲ့ထောင်လာရတဲ့ပြမျိုးသားရမခန္ဓာချစ်ချင်တယ်ဒုက္ခဆိုတာဘာကောမလဲတန်ရောနေချစ်ချင်နေတယ်ချစ်တဲ့ချစ်တဲ့ချစ်ကြပဲသိ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 တယ်အချင်းငယ်ငယ်အမှုဆိုတာနှလုံးသားရဲ့စက်တင်မဲ့ဖြစ်ရမယ်အပြုံးဆိုတာရှုသမားတွေကြွက်ဖြစ်တဲ့ညာဖြစ်တဲ့နှလုံးနဲ့နှလုံးသားတွေကြွယ်မုန်းများကြတယ်မခတ်နိုင်ဘူးကွယ်ဒီမသားတွေရဲ့အချစ်စစ်ဆိုတာဘယ်မှာပွေရှာရမှာလဲဘဝမီကြွက်ချစ်ဆိုတာဟာအာယုချစ်တယ်ဘဝတစ်ခုတည်ဆောက်မှုကအကြည့်ရဲ့ဒီဝင်နေမယ်ကွယ်တော့ကရဲ့ချီရဆွေတော့ကရဲ့ဝဒနာကွယ်ဝဒနာနဲ့ငါမကြီးရလွန်တဲ့ပတိနာရဲ့မူယူနေချစ်တဲ့ချစ်တဲ့ချစ်ကြပဲသိတယ်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 အချင်းငယ်ငယ်